E4 ပေါ်မှာပွဲတစ်ပွဲလုံးကို control လုပ်ပြီး professional ဆန်ဆန်ကစားကြင်ပါသလားဒီဗီဒီယိုမှာတော့ပြိုင်ဘက်ကိုဘောလုံးလုံးဝပေးမကင်ပဲပွဲတစ်ပွဲလုံးကိုစိတ်ကြိုက်စိုးမိုးကစားလို့ရမယ် position game ရဲ့ lower ချက်တွေကိုအသေးစိတ်ရှင်းပြထားပါတယ်မင်္ဂလာပါ HGE Football Gaming and Football Analysis YouTube Channel ကနေကြိုဆိုလိုက်ပါ Position Game ဆိုတာဘောလုံးပတ်ထိုင်မှုအသာစီးရယူပြီးကစားခြင်းဖြစ်ပါတယ်မိမိခြေထဲမှာဘောလုံးရှိနေတဲ့ပြတစ်ဖက်သင်းကဂိုးသွင်းလို့မရဘူးဆိုတော့ဝါရအပေါ်မှာအခြေခံထားပါတယ်အရင်ဆုံး formation ကနေရှင်းပြပေးပါမယ် position game နဲ့အစောတင်ဆုံး formation ကတော့ 4-1-2-3 ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့လက်ရှိကစားကွက်နဲ့ formation ရဲ့ဘယ်လို position တွေမှာဘယ်လို play style ရှိရဲကစားသမားတွေကိုသုံးထားလဲဆိုတာကိုကျွန်တော်အသေးစိတ်ရှင်းပြသွားပါမယ်ပထမဆုံးဂိုးသမားနေရာမှာ offensive goalkeeper ဒေးဗစ်ရိုင်ယာကိုသုံးထားပါတယ် offensive goalkeeper တွေဒီဘေးနဲ့စားဖို့အကောင်းဆုံး goalkeeper တွေဖြစ်ပါတယ်စနဘတ်မြောက်ကတော့အားလုံးသိကြတဲ့အတိုင်းဘေးနဲ့ destroyer ကိုတွဲသုံးထားခြင်းဖြစ်ပါတယ် full back နေရာမှာတော့ကျွန်တော် right back offensive full back ကိုကျွန်တော်သုံးထားပါတယ် offensive full back တွေဒီလိုတောင်းမှတခြားမှာအတက်ဆင်းမြန်မြန်နဲ့စောကစားနိုင်တဲ့ player တွေဖြစ်တဲ့အတွက်ကြောင့်ပါဒီလို level မှာတော့full back finisher ကျွန်တော်သုံးထားပါတယ် full back finisher ကိုဘာကြောင့်သုံးလဲဆိုတော့ full back finisher တွေဒီလိုတောင်းမှတစ်လျှောက် offensive full back တွေလိုမျိုးတောင်းမှတစ်လျှောက် run တာမျိုးမဟုတ်ဘဲနဲ့လိုအပ်ရင် position game အတွက်ဒီ center zone လေးကိုဝင်ပြီးတာမျိုးတွေဒီလိုမျိုးတစ်ပတ်တင်းရဲ့ area အထိပါလိုက်ပါတော့တာမျိုးတွေပါလုပ်တဲ့အတွက်ကြောင့်မို့ကျွန်တော် full back finisher ကိုသုံးရဖြစ်ပါတယ်နောက်ခု defensive midfielder ရှေ့တဲ့နောက်ကိုဘယ်လန်ကြီးဆော့ပေးနေရတဲ့ဒီလိုကအရေးကြီးပါတယ်ဒီ defensive midfielder ရိုးမှာ play style မှာအခါမှန်းကိုလည်းသုံးလို့ရလို့ orchestra role ကိုလည်းသုံးလို့ရပါတယ်အဲ့တော့ကျွန်တော်ကတော့ခုတော့ပြန် orchestra role ကိုသုံးထားပါတယ် ball distribution ကောင်းရမယ်ဘောလုံးဖြန့်ဝေမှုကောင်းရမယ် no wonder pass တွေကောင်းရမယ်တန်ဖို့အတင်ချပွဲကိုတန်ဖို့အတင်ချကဒီ player ကလုပ်ပေးရတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ player ကိုတခြားကိုင်းတွက်ပါကိုင်းတွက်အောင်ကျွန်တော်လေ့ကျင့်ရပါမယ်ခုကတော့ဒီ Steven Gerrard ဒီ row ပါတော့ bound to bound play style ကိုသုံးထားပါတယ် CMF row ပါဘာကြောင့်ဘာလို့ play style ကိုသုံးတာလဲဆိုတော့ဘာလို့ play style ဒီတိုက်စစ်ကိုလည်းအလွန်ကြုံလိုက်ဘူးနောက်တောင်းကိုလည်းအလွန်ကြုံမကူဘူးသူကကွင်းလိုက်ကိုကွင်းလိုက်မှာရှေ့နောက်ကိုပဲအညီညီနဲ့ stamina ကောင်းကောင်းနဲ့ shot ပေးနေတဲ့ကစားသမားမှာလိုအပ်ရင်ကျွန်တော် area ထိပ်ကနေကမ်းပြတ်နေတယ်အတင်းအတွက်ကိုရယူပေးနိုင်လို့နောက်တောင်းကိုစင်းကူတဲ့နေရာမှာလည်းတစ်ဖက်ကကျွတ်ထွက်လာတဲ့ဘောလုံးတွေကိုလိုက်လံဖြတ်ထုတ်ပါတယ်နော်အောက် play style ဖြစ်တဲ့အတွက်ကြောင့်မို့ stamina ကတော့ stamina ကောင်းတယ် aggressive ဆန်တယ် tackling ကောင်းတယ်နော် attacking အဝင်နဲ့လည်းကောင်းတယ်လို့ defensive အဝင်နဲ့မှာလည်းကောင်းပါတယ်နောက်ထပ်အထောင်တိုက်စစ်နောက်ထပ်နော် ANF လို့မှာတော့ဒီ whole player ကိုလည်းသုံးလို့ရတယ် creative playmaker ကိုလည်းသုံးလို့ရပါတယ်ကျွန်တော်လက်ရှိ Dani Olmo whole player play style ကိုကျွန်တော်သုံးထားပါတယ် whole player တွေရဲ့အလုပ်လုပ်ပုံကိုကျွန်တော်ရှင်းပြပါမယ် whole player တွေဒီလွတ်နေတဲ့ speed ကိုကိုယ်စီရင်ယူရတဲ့ play style ဖြစ်ပါတယ်သူ့မှာကျွန်တော်တို့ visionary pass ကောင်းတယ်ဘောလုံးကိုညှော့ထိုးပေးရတယ်ကောင်းတယ် one back pass လေးကောင်းတယ် dribbling ကောင်းတယ်အဲ့တော့ဒီသူကလိုရရင်ကျွန်တော်ဒီလွတ်နေတဲ့ speed ကိုဖြည်းဖြည်းဝင်တဲ့အတွက်ကိုရရှိဖို့ခွင့်လန်းများတယ် EMF play style ဖြစ်ပါတယ်ကျွန်တော်ဝင်လာမှာတော့ Roman flag play style ကိုသုံးထားပါတယ်။အမှန်ရမယ် Roman flag တို့ရ Roman flag ရဲ့လုံးလုံးပုံကိုကျွန်တော်ထပ်ရှင်းပြမယ်။ Roman flag တွေဒီဘယ်လိုဆိုဝင်လာရလို့မျိုးတောင်းမှကြောမှာပဲသူကနေရာယူရမဟုတ်ဘဲနဲ့ဒီပတ်တင်ရဲ့ area zone ထဲမှာပါကျွန်တော် central ထဲမှာပါသူကနေရာယူတတ်ပါတယ်။အဲ့တော့ဒီဟာလေးကိုမှတ်ထားပေးပါ။အဲ့နေရာမှာကျွန်တော်အထောင်တိုင်းစမှုကိုဘယ်လို play style ရှိရတာမှကိုသုံးတယ်လဲဆိုတော့ဒီ blind forward ကိုကျွန်တော်သုံးနေပါတယ်ဒီနေ့ကျွန်တော် Messi ကိုသုံးထားတယ်ဒီဆိုင်တော့ဒီ blind forward မဟုတ်ဘူးဒါပေမဲ့သူကဒီ blind forward လို့ပါပဲအဲ့တော့ကျွန်တော်ဒီ blind forward လို့ပဲကျွန်တော်ပြောထားလိုက်ပါဗျာအဲ့တော့ဒီ blind forward ရဲ့အလုပ်လုပ်ပုံဒီဘောလုံးကိုအေးရပေါက်ထဲကနေပဲဒီကိုးပို့ချတဲ့လိုမျိုးအေးရပေါက်ထဲကနေပဲစောင့်နေရမဟုတ်ဘဲနဲ့သူက
ဒီကွင်းလည်းကစားသမားတွေဘောလုံးရရှိနေတဲ့အချိန်မှာသူကနောက်ထပ်ဒီဆင်းလာတတ်ပါတယ်အေးရထိတ်လာပြီးဆင်းလာတတ်တယ်ဒီကွင်းလည်းဆောင်ရပြီးဆင်းလာပြီးတော့ဘောလုံးကိုလက်ခံတယ်အဲ့တော့လက်ရှိဒီနေရာမှာဘယ်လန်ကောင်းတယ်ဘောလုံးကိုအញ្ញညီထိန်းထားနိုင်တယ်ပြန်လေဖြန့်ဝေတဲ့အပိုင်းမှာလည်းကောင်းတာဖြစ်တဲ့အတွက်ရှင်သူ့ဘက်တွေမှာလည်းကောင်းတာဖြစ်တဲ့အတွက်ကြောင့်သူကဘောလုံးကိုဆင်းလာပြီးတော့တောင်းမယ်အဲ့အချိန်မှာတစ်ဖက်အတင်းရနောက်တန်းတွေကသူ့ကိုမာကင်ကတ်ထားတယ်ဆိုရင်သူ့နောက်မှာပါလာတဲ့အတွက်ဒီလူကြီးတို့လက်မရမယ်လို့ဒီ Roman Club Play Style ဒီမှာ Hole Player တယောက်ရှိရ Hole Player တယောက်ကဒီလူငယ်ဆွေးရဝင်မယ်ဒီ Roman Club Play Style ကတိုင်းမှာနှစ်ယောက်ကဒီ Central မှာနေရာသွားယူလိုက်မယ်ဆိုရင် Messi ရဲ့ Visionary Plan နဲ့နောက်တစ်ချက်ပြန်ပေးတာဖြစ်ဖြစ်နောက်တစ်ချက်ပြန်ပေးလို့ရတယ်ဒါမှမဟုတ်ဒီလိုတိုင်းရိုက်လိုရလို့တိုင်းရိုက်ဒီ back ကို present ပေးလို့ရတယ်အဲ့တော့ဒီလိုနေဆွေးရကို present ပေးလို့ရတယ်ဖြစ်တဲ့အတွက်နောက်ဆုံးဒီတူကြီးကိုတင်လို့ရတယ်လက်မရမယ်ကိုတင်လို့ရမယ်ဒီမှာကျွန်တော်တို့တန်ဒီအိုမိုကိုတင်လို့နေရပါမယ်အဲ့တော့ဒီ play style ကိုညရှင်းပြရတော့ကိုနားလည်သွားမယ်ထင်ပါတယ်အဲ့တော့ in game မှာရောဘယ်လိုအခြေအနေရှိလဲဆိုတော့ကိုကျွန်တော်တို့လိုက်ပါကြည့်ရှုပေးပါဦးကျွန်တော်တီးထားမှာတခုက position game ဆော့မယ်ဆိုရင်စိတ်ရှည်မှရပါမယ်တစ်ဖက်တည်းရအားနည်းချက်တွေကိုရှာဖွေတတ်ရပါမယ် position game play style ဒီဘောလုံးရှိတဲ့နေရာကိုကစားသမားတွေကအနီးကပ်ဆုံးနေရာလာယူပေးပြီးတော့ဘောလုံးပေးမဲ့လမ်းကြောင်းတွေကိုပေါ်အောင်လို့လှုပ်ဆောင်ပေးတဲ့ game တစ်ခုဖြစ်ပါတယ်အဲ့တော့စိတ်ရှည်ပါများလေးခြင်းမှာသုံးတက်သွားမယ်ဆိုရင်ဒီ position game ကတကယ်ကိုဆရာကြီးကြောက်အနေနဲ့ကျွန်တော်စော်ကားလို့ရတယ်တစ်ဖက်အသင်းကိုချင်းချုပ်ပြီးတော့စော်ကားလို့ရတယ်ပွဲတစ်ပွဲလုံးကိုချင်းချုပ်ပြီးတော့စော်ကားလို့ရတဲ့ play style ဖြစ်ပါတယ်တန်းပြပေးထားပါတယ်ပထမဦးဆုံးဘောလုံးကိုပတ်စင်အတူလေးနဲ့ပဲသွားပါမယ်တော့ဂိုးသမားကနေစပြီးတော့ကျွန်တော်ပြတ်တဲပြပါမယ်နော်ဒေးဗစ်ရိုင်ယာကျွန်တော်လွတ်နေတဲ့စိတ်ကိုကြီးနေမပေးပါလုံးဝတော့အမားခံလို့မရပါဘူးပတ်စင်ကိုအတူလေးနဲ့ပဲသွားပါဒီမှာဆိုကျွန်တော်တို့ triangle shape ပုံစံပေါ်နေပါတယ်ဘောလုံးနဲ့အနီးဆုံးနေရာမှာပဲနေရာယူပေးနေပါတယ်ကျွန်တော် position ရဲ့အားသာချက်ကကစားသမားတွေဒီမှာမက်ဆီရဲ့ဘောလုံးလာတော့တဲ့ပုံစံကြည့်ပါဒါဆိုလွတ်ထွက်သွားတာနဲ့ကျွန်တော်တန်းကန်တော့ဒီရိုင်ယာမက်ကန်နီနဲ့တွဲထားပြီဒီမှာဒီမှာပတ်စင်ကိုအတူလေးပဲပုံအောင်တစ်ဖက်တည်းက pressure လာမှာပေးမရှင်ဘောလုံးကိုထုတ်ပါနဲ့ဒီမှာဒိုရေးရဲ့ position ယူအောင်ကြည့်ပါသူဒီ prolific ဝင်တာမဟုတ်တဲ့အတွက်ကြောင့်မို့ချက်ဒိုရေးတွေ့လိုက်အေးရပေါင်းထဲရောက်သွားပြီ။ကျွန်တော်ဆိုလိုရာဗီလိုက်လာတော့ကဲဒေးဗစ်ရိုင်ယာနေပဲကျွန်တော်စယူဘေးတက်တဲတွင်းပြီ။ဟုတ်စီ။ဒါလည်းနမစီရဲ့ position ယူအောင်ဆက်ယူပါ။ဒါဆိုတနေ့မို့လွတ်သွားပြေတော့ပြေးထွက်သွားရတယ်ဆိုပါတယ်။ကဲကျွန်တော်ဂိုးသမားကနေစပြီးတော့ဘက်တဲပြီးတော့သွင်းကိုတကိုဘယ်လိုရရှိအောင်စွမ်းဆောင်ရမလဲဆိုတာကိုကျွန်တော်ရှင်းပြပေးပါမယ်ဒီမှာကျွန်တော်တို့ကပတ်စင်ကိုလုံးဝမှားလို့မရပါဘူးเนาะအေးရထိတ်တယ်မှာလုံးဝပဲပေးပါမယ်ဘောလုံးကိုကင်ထားပါရဲတင်းကင်ပါဒီမှာလမိုင်းရမယ်စပေးရပါပြီဒီဘက်မှာဥဝလက်ကာဖူတက်သွားဒါမှမဟုတ်မပေးဘူးနောက်ပြန်ခောက်တယ်အမျိုးတွေလည်းကျွန်တော်ဖိတ်နေတော့ကောင်းပါတယ်ခင်ဗျာနော် position game တွေအကောင်းဆုံးနီးပြရတော့ Xavi Hernandez Pep Guardiola Company Hansi Flick နဲ့ကျွန်တော်ခုလက်ရှိသုံးနေတဲ့ဒီ Cesc Fabregas ရဲ့ဂျာဂျန်ကလော့တို့ဖြစ်ပါတယ် position game ရဲ့အားနည်းချက်တွေကဘာတွေလဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့ပြောပြပါမယ်ပထမဦးဆုံး position game ဒီရှေ့ကိုအလွန်ကျွန်းတိုက်စစ်ဆင်ပြီးတော့နေရာယူရတာဖြစ်တဲ့အတွက်ကြောင့်မို့ counter တိုက်စစ်ပြန်ပြီးတော့မိလွယ်ပါတယ်ဒါက position game ရဲ့အကြီးမားဆုံးအားနည်းချက်ဖြစ်ပါတယ်နောက်တစ်ခုက position game စော့မယ်ဆိုရင်ကစားသမားတွေကရှေ့ကိုတားကြီးကျွန်တော်တို့ပြေးမထွက်ပါဘူး quick counter တို့ long ball counter တို့လိုတိုက်စစ်မှုတွေကရှေ့ကိုပြေးမထွက်ဘဲနဲ့ဘောလုံးလက်ခံရယူဖို့အတွက်ကျွန်တော်ဘောလုံးနဲ့အနည်းဆုံးနေရာကိုလာပြီးတော့ position ယူပေးကြပါတယ်အဲ့တော့ through ball တွေမှာအနည်းငယ်အားနည်းတတ်ပါတယ်နောက်တစ်ချက်ကတစ်ဖက်အသင်းက low block တားဆော့နေတယ်ဆိုရင်
position game အနေနဲ့စိတ်ရှည်နဲ့ထိုးဖောက်ဖို့လိုအပ်ပါမယ်များလေးကျင့်မှာမှန်လေးကျင့်မှာဒါဆိုရင်ကျွန်တော်ညီကိုတွေရဲ့ e-football ကစားပုံက level တစ်ခုကိုရောက်လာပါလိမ့်မယ်အဲ့တော့နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါမယ် respect to all e-football brother